ရုံနဲ့လိတ်တခါတော့ကနေ့လယ်နီးနီးနဲ့နေကြီးမြင့်နေတဲ့တောင်ပေါ်အရက်တစ်ခုမှာရုံတစ်ကောင်နဲ့လိတ်တစ်ကောင်နေထိုင်ကြတယ်။ရုံကတော်တော်မြန်မြန်ပြေးတတ်တဲ့ချက်ချင်းပြေးနိုင်တဲ့ခြေလမ်းကြောင့်သူ့မှာမှန်ရှိတယ်။တနေ့တောင်ပေါ်ပတ်ဝန်းကျင်မှာတိရစ္ဆာန်တွေနဲ့တွေ့ပြီးရုံကကြားတန်ပြန်လိုက်တယ်။ဤတောထဲမှာငါထက်မြန်မြန်ပြေးနိုင်မဲ့တယောက်မှမရှိဘူး။တိရစ္ဆာန်တွေအားလုံးနားထောင်ပြီးအတော်ကြည့်နေကြတယ်။ဒါပေမဲ့လိတ်ငယ်လေးကတိတ်တိတ်တောင်းတောင်းပြုံးပြီးပြောလိုက်တယ်။အဲ့ဒီလိုဆိုရင်ကျွန်တော်နဲ့ပြိုင်ကြည့်မလား။တောသားတွေအကုန်လုံးအံ့ဩကြတယ်။လိတ်တကောင်ကရုံနဲ့ပြိုင်မဲ့ဆိုပြီးတချို့ကငိုမောကြတယ်။ရုံကလည်းရေမောရင်းကောင်းပြီပြိုင်မယ်ဒါပေမဲ့မင်းပျော်ရွှင်နိုင်လောက်မယ်မထင်ဘူးနော်ဆိုပြီးလက်ခံလိုက်တယ်။အဲ့ဒီနေ့ညနေပိုင်းတိရစ္ဆာန်အားလုံးစုပြီးပြေးပွဲရဲ့စီးမြင်ချမှတ်ကြတယ်။တစ်ပင်ကြီးနောက်ကနေတောင်ထိပ်ကျော်ပြီးမြည်ရီအောက်နာရှိတစ်ပင်ပြောထိပ်တွင်ပြေးရမယ်။နေ့လယ်ခင်းကြရောက်တော့ပြေးပွဲစတင်မဲ့အချိန်လိတ်နဲ့ယုံနှစ်ယောက်တည်သက်စွာနေရာယူတယ်။တီတီတီဆိုတဲ့တန်နဲ့ပြေးပွဲစတင်တယ်။ယုံကမလွဲမသွေတပြိုင်နက်တည်းတောင်ပေါ်ထိဝင်ပြေးသွားတယ်။လိတ်ကတော့ခြေလန်းတူတူနဲ့တီကြီးစွာလှမ်းသွားတယ်။တောင်အနှိမ့်နဲ့မြင့်ကြားမှာတဖြည်းဖြည်းတက်နေတယ်။ယုံကတသက်တုံပြီးရေတခွန်နာကတစ်ပင်အရိပ်ထဲမှာရောက်လာပြီ။လိတ်ကလေးကအဝေးနားမှာပဲငါအနားယူပြီးအိတ်နေတာကောင်းမယ်ဟုစဉ်းစားလိုက်တယ်။နောက်ပြီးမြဲမျက်ဝါးပိတ်ပြီးအိပ်ပျော်သွားတယ်။လိတ်ကတော့ရက်မနာဘူး။တခြားတောသားတွေကြည့်ရင်တိတ်တိတ်တဆိတ်တဖြည်းဖြည်းအနီးကပ်လာနေတယ်။အချိန်ကြာလာတယ်။နောက်ဆုံးမှလိတ်ကရေကန်နာတစ်ပင်ထိပ်ကိုရောက်လာတယ်။ယုံကမနှက်ဖြန်ကြောင်မျက်လုံးဖွင့်တော့လိတ်ကရောက်နေလားဟုအံ့မိတယ်။ယုံကပြန်ပြေးကြိုးစားတယ်။ဒါပေမဲ့အကြာကြီးနောက်ကျသွားပြီ။လိတ်ကအပြေးထက်တီကြီးမှုနဲ့ပထမဆုံးဖြတ်သွားပြီးအောင်မြင်သွားခဲ့တယ်။တောင်ပေါ်မှာတိရစ္ဆာန်တွေအားလုံးကလက်ခုပ်တီးကြတယ်။ယုံကလည်းငိမ့်ငိမ့်နဲ့သဘောတူတယ်။